စူဇန်ရဲ့ဓမ္မဆုံး long run မှာ10 km ပြေးဖို့ထွက်လာပါပြီ။နေအောင်မထောက်ဘူး။ဘာလို့လဲအောင်လေ ကျွန်တော်လည်းချိပန်းနေပါတယ် ။အောင်စမန်ထားနေတာ စူဇန်ရဲ့ပထမဆုံး long run ကိုဝေးသွေးရဖက်တလန်ကပါဝင်ကူညီအားဖြည့်ရပါတော့ဒီနေ့ကတော့လမ်းကြောင်းကတော့ဘိုးချုပ်လမ်းတိုင်းသွားပြီးတော့ခင်ဗျားပန်းတဲ့အနာလောက်ကနေပြန်လှည့်လာမှာပေါ့တဲ့အိပါဆာကူရာတောင်ဝရှိရောက်ပါပြီကီလိုပဲလောက်တော့ရှိဟေးလာ2 km ရှိပြီစေးုံရှိရောက်ပါပြီဒီမှာစောင့်နေပါလေလာပြီးတာ3 km ရေအောင်နေပြီဝါရလန်ထိတ်ဘိုစီမီးပွားရောက်ပါပြီဖိုးပြေးတော့ပါမယ်ကဲနောက်1 km ပြန်လှည့်လို့ရပြီခြေနေကောင်းလား ။ဟုတ်ပါ ဒီစေးပဲဟိုကကျိုးလာပါပြီဟေး5 km ပြည့်သွားပါပြီတော့ကျိုးသွားပါပြီဟုတ်ကန္နာလန်တိုင်းပြန်ကြပါမယ်တော့တော့ရတဲ့ဘုံမမရလိုက်လို့စူဇန်ကန္နာလန်နဲ့အားသာလန်တော့6 km ကျော်လာပါပြီဘဝကျော်လာပြီပေါ့နော်ဖြိုးလေးစပိန်နဲ့ရောက်လာခုနှစ် km ပြည့်တော့ပါနော် ။အဲ့ရင်းရတယ်ပြည့် 183နဲ့နေရတယ်ဗျာ ။ဘူးရဲပုံပဲပါ ကြည့်လား7ကျော်လာပြီ9 km ကျော်လာပြီလမ်းတော့မလျှောက်တော့ဘူးနော်စူဇန်တော်တော်ဟုတ်နေပြီ10 km ကျော်လာပါပြီကြိုးစားပြီးတော့ပြေးနေပါတယ်ပြေးကန်နေပါပြီ30ပထမဆုံးချိန်ဘောမှာပထမဆုံးချိန်10 km ကိုလမ်းလုံးဝမလျှောက်ပဲပြေးရပါတော့ကဲကိုပြေးတော့မယ် ။ဒီကော 1 km ပဲကျွန်တော်စီတန်းစီကနှစ်ထပ်တွေဖြစ်နေပြီအဲ့တော့မယ်ဒီတာ900ပဲကျန်တော့တယ် ။အဲ့ရ180 ပြီးနားနေပြီးโอเคလား ။ Okay ပါ တန်းကြည့်တော့ရသွားပြီဒီစေးပဲ